အဲ့တော့ဒီစင်ကဒီနေ့ဒီစင်ကိုဒီ Telegram မှာပေါ့နော်လာမိထားတာဒီစင်ကပြောပြပေးမယ်ဒီစင်ရဲ့သင်တန်းသူတွေကဒီမြေရှုပ်ဝရှင်လို့လာမိထားပါတော့အဲ့တော့ဒီစင်ကပြောပြပေးမယ်ဒီစင်ကပုံလေးကိုဒီတောင်လေးမှာထားပေးထားမယ်နော်ဒီစင်တို့ကရေမုံချမ်းဖြစ်တဲ့အတွက်အနောက်ရှမ်းက1ရက်ဆွဲမယ်ပြီးရင်အရှိချမ်းကဒီစင်တို့2ရက်ဆွဲပေးမယ်နော်ရေမုံချမ်းက1ခုပြီးရင်ဒီစင်တို့အတွင်းချမ်းက1ခုဒါကတော့ကိုကကျတော့ကိုရဲ့ဒီဘယ်ဖုန်းလားညာဖုန်းလားဆိုတော့ဒီတိုင်းမျိုးဆွဲလိုက်ပေါ့နော်ဒီစင်ကတော့ဒီအင်းကြီးကဘယ်လိုပုံစံပြောင်းလဲဆိုတာဒီစင်ကပြောပြပေးမယ်ဒီစင်တို့အနောက်ရှမ်းမှာဆိုရင်သူကခေါ်လေလေးပါတာဖြစ်တဲ့အတွက်ဒီစင်တို့က3လက်မလေးထားပေးမယ်နော်3လက်မလေးထားပေးမယ်ပြီးလို့ရှိရင်လေးစိတ်လေးဒီစင်ကရှာပေးမယ်နော်ဘဲခေါ်လေပါဒီစင်တို့ကလေးစိတ်ရှာပေးခေါ်လေပါတဲ့အင်းကြီးတိုင်းလေးစိတ်ရှာပေးနော်ဒါဆိုရမယ်ပြီးလို့ရှိရင်သူကကုတ်ဖောင်းလေးဖြစ်တဲ့အတွက်ဒီစင်တို့ပခုံးကိုလေးစိတ်လေးရှာပေးမယ်ဒါဆိုဒီစင်တို့ရသွားပြီးအနောက်ရှမ်းနေရတာပဲနော်ဒါဆိုဒီလိုအနောက်ရှမ်းရသွားပြီပြီးရင်အရှိကြောင်ဒီစင်ကအတွင်းကျမ်းဝင်တော့ဆွဲပေးမယ်ပြီးရင်ဒီစင်တို့ကဒီမှာလက်ဖောင်းဖြစ်တဲ့အတွက်ဒီစင်က40ဝင်ဆုံးဖြတ်ရှာမယ်ပြီးလို့ရှိရင်ဒီမှာကိုထိုးနေကြတော့ဒီစင်ကိုထိုးပေးထားပါတော့ဒီစင်ကတော့ဒီမှာဒီရဲ့အပေါ်ရံမဲ့ဒီစင်ကပြပြပေးလိုက်မယ်ဒီစင်တို့ကဒီရင်လေးလုံးလုံးပေါင်းပေါင်းလေးဖြစ်အောင်လို့ရင်ကို4စိတ်လေးထိုးပေးရင်ပဲတော့နော်ကိုကကျတော့နည်းနည်းခဏကိုပြည့်တယ်လို့ဆိုရင်ဒီစင်တို့6စိတ်ထိုးရတယ်ကို6စိတ်ထိုးတဲ့အခါမှာဒီစင်တို့ဒီအောက်ကို6စိတ်ပြန်ထုတ်ပြီနော်အောက်လဲဆိုလို့ရှိရင်ဒီစင်တို့ကသူ့ရဲ့ဒီထောက်ကသူကရင်ပင်းထောက်ကအပေါ်ကိုတက်သွားမှာတိတ်ကလိုက်တာဖြစ်တဲ့အတွက်အဲ့တော့ဒီစင်တို့ဒီအောက်ကကိုက6စိတ်ကိုထိုးလိုက်တယ်ပြန်မထုတ်ဘူးဆိုရင်ဒီစင်တို့သူ့ရဲ့ဟာကဒီစင်တို့ခါကတိုးသွားတတ်တယ်နော်အဲ့တော့ကိုက4စိတ်ဆိုပြဿနာမရှိဘူးဒီစင်တို့မထုတ်လို့ရတယ်6စိတ်တော့ဒီစင်တို့ပြန်ပြီးတော့ထုတ်ပေးနော်ဒါဆိုရပြီပြီးလို့ရှိရင်ဒီစင်တို့ကအနောက်ရှမ်းမှာ3လမ်းဖောက်ခဲ့တာဖြစ်တဲ့အတွက်အရှိချမ်းမှာ3လမ်းဖောက်ပေးမယ်ပြီးရင်ဒီစင်ကဒီအောက်ကို9လမ်းဆင်းပေးမယ်9လမ်းဆင်းပေးမယ်ပြီးလို့ရှိရင်ဒီစင်တို့ကဒီကို11တောင်းလမ်းထုံးမယ်4စိတ်သူကကျတော့ကော့လဲပါဖြစ်တဲ့အတွက်ဒီစင်တို့ဒီ11ကိုစားကြမလို့ဘူးနော်ဒီ11ဒီစင်တို့ဒီနားလေးကစားကြမလို့ဘူးဒီတိုင်းပဲထားရင်ရပြီဒါတော့တစ်ပြကမဲ့တော့အဲ့ဆိုရပြီနော်ဒီစင်တို့ဒါတော့ဒီစင်တို့ခွဲထုတ်မယ်နော်ခွဲထုတ်ပြီးဟိုဘက်ချုပ်စာလေးတဲ့ဒီဘက်ချုပ်စာလေးတွေပြန်ထားမယ်ဒါဆိုဒီစင်တို့အတွင်းချမ်းရသွားပြီနော်အဖုံးချမ်းမှာလည်းဒီစင်တို့ကအဲ့လိုပဲဒီအတွင်းချမ်းကတစ်ချိန်ရတဲ့ဒီစင်တို့ဒီအဖုံးချမ်းမှာ copy ကူလိုက်မယ်နော်3လမ်းဖောက်မယ်ပြီးရင်9လမ်းရှာမယ်ပြီးရင်ဒီမှာရေကူတောက်4စိတ်တောက်ကိုဒီစင်တို့ကခွဲထုတ်မယ်ပြီးလို့ရှိရင်ဒီစင်တို့ကဒီ11တောက်4စိတ်ဒီစင်တို့ထိုးမယ်11တောက်ကသူကချင်းချင်းလေးနဲ့ထိုးရမှာနော်အမြဲတမ်းထိုးရမှာ11တောက်အဲ့တော့ဒီစင်တို့ကဒီ11တောက်ကိုတိတ်ကမယ်နော်ပြီးရင်ဒီမှာဒီစင်တို့ပခုံးကို4စိတ်စားမယ်လက်ဖောင်းမှုလို့ပြီးရင်ဒီစင်တို့ကဒီရင်မုံချမ်းထုတ်မယ်ရင်မုံချမ်းကဒီရင်အကွာဝင်းနဲ့ဒီစင်တို့ကိုကဘယ်လောက်ထုတ်ရှင်လဲနော်လေးလက်မှာကိုကြိုက်သလိုထုတ်လို့ရတယ်ဒီတောင်းနဲ့ဒီရင်အကွာဝေးနော်ရင်ကွာဒီစင်တို့ရင်မုံချမ်းထုတ်တာဒီတိုင်းလေးဒီစင်ကဆွဲလိုက်မယ်နော်ဆွဲပြီးလို့ရှိရင်သူကဘယ်လိုပုံစံလေးသွားမလဲဆိုလို့ရှိရင်ဒီစင်တို့ကဒီနားကပူပုံစံလေးဆိုရင်သူကခုံလေးသွားမယ်ဒီအပေါ်ဒီစင်တို့ကခုံလေးသွားမယ်ဒီတိုင်းလေးပေါ့နော်ကိုကကြတော့ပေကွေးလေးနဲ့ဝါပြီပေါ့နော်ခုံလေးသွားမယ်ခုံလေးသွားပြီးဒီစင်တို့ဒီတိုင်းတန်လေးသွားမယ်ပြီးလို့ရှိရင်သူကအထဲထဲကိုသူကနည်းနည်းလေးဝင်ထားတာဖြစ်တဲ့အတွက်ဒီစင်တို့ကဒီအထဲကိုနည်းနည်းလေးအောက်ကနေပြန်ပြီးဝင်ပေးမယ်နော်သူကပတန်ကြီးဆိုတော့တည်တာပတန်သေးမလို့မတည်တာဘူးနော်ဒါဆိုဒီစင်တို့ရသွားပြီနော်ရသွားပြီဆိုလို့ရှိရင်သူ့ရဲ့ကော်လေးကိုဒီစင်ကဆွဲပြပေးမယ်ကော်လေးဆွဲတဲ့အခါမှာဒီစင်တို့ကဒီပခုံးကိုဒီအရှိချမ်းဒီစင်တို့အနောက်ရှမ်းပခုံးကိုဒီစင်တို့ပွင့်ဆုံးပူလိုက်နော်ပူပြီးလို့ဆိုလို့ရှိရင်ဒီစင်တို့ကသူ့ရဲ့ဒီအရှိချမ်းအနောက်ရှမ်းကိုဒီစင်တို့တက်ရှမ်းစာနော်တက်ရှမ်းစာကိုဒီစင်တို့တိုင်းပေးမယ်နော်ဒီအရှိချမ်းအနောက်ရှမ်းဒီစင်တို့ဒီမှာလေနော်ဒီစင်ကပိုရမြင်တောင်းလို့ဒီစင်ပြပေးမယ်ဒီမှာဒီစင်တို့ကအရှိချမ်းနဲ့အနောက်ရှမ်းပူပြီးပဲဒီစင်တို့ထားပါတော့ဒါဒီစင်တို့ရှုပ်တဲ့အခါမှာပခုံးတွေပိုင်းပူပြီးသွားပြီပေါ့နော်ပူပြီးသွားလို့ရှိရင်ဒီစင်တို့ကဒီတရှမ်းစာကိုဒီစင်တို့တိုင်းမယ်နော်ဒီနားထိ
ဒီနာထိတိုင်းမယ်နော်ဒီတရှမ်းစာဒီနာတစင်တို့ဒီရှမ်းစာတိုင်းမယ်အဲ့တိုင်းလို့ရှိရင်တစင်တို့ရတဲ့အဖြေကိုတစင်တို့ကဆွဲမယ်မြင်မှတ်လေးတစ်ချောင်းထောင်မယ်ပြီးရင်တစင်တို့ကဒီမယ်ရတဲ့အဖြေကိုတစင်တို့ဆွဲလိုက်မယ်မြင်ရနော်ရတဲ့အဖြေကိုတစင်တို့ဆွဲလိုက်မယ်ပြီးလို့ရှိရင်တစင်တို့ကဒီအရှိဟိုကကျတော့တစင်တို့ရတဲ့အဖြေကိုရတဲ့အဖြေကဒီလောက်ပဲထားပါတော့ဆွဲပြီးလို့ရှိရင်တစင်တို့ကဒီအပေါ်တစင်တို့ကနှစ်လမ်းမအပြားယူမယ်နော်ရှုပ်စာပါဆိုတစင်တို့နှစ်လမ်းမလေးစိတ်အပြားလေးယူပေးမယ်နော်ဒါကတစင်တို့နှစ်လမ်းမလေးစိတ်အပြားလေးပေါ့အဲ့ဒါမှတစင်တို့ကပေခွေးနဲ့ဒီကိုတစင်တို့ကရှုံလေးလန်းဆတ်မယ်ဒီမျိုးလေးနော်အဲ့ဒါမှတစင်တို့ကဒါကိုကျတော့ဒီဘက်ကအပူလေးညှက်ရမှာပေါ့နော်အပူလေးညှက်ပြီးတော့တစင်တို့ဒီမှာပြန်တက်မှာရမယ်နော်ဒါဆိုလို့ရှိရင်တစင်တို့ဒါဆိုဒိညိပတန်နေရမယ်နော်ဒါဆိုလို့ရှိရင်ဒိညိပတန်နေကပြီးသွားပါပြီတစင်ကိုနားမလဲရရှိလို့ရှိရင်ဒါမေးလို့ရပါတယ်